ကျွန်တော်တို့အခုရောက်ရှိနေတာကတော့အာတိတ်ဒေသရဲ့အမြင်မားဆုံးနဲ့မတ်ဆော်လာတဲ့ညက်တောင်ကုန်းကြီးတွေရဲ့အောက်ခြေမှာပဲဖြစ်ပါတယ်။ဒီနေရာဟာတာမန်ကြည့်ရင်တော့ငိမ့်ချမ်းနေလို့ထင်ရပေမဲ့တကယ်တမ်းတော့ဒါဟာအသက်ရှင်သန်ဖို့အတွက်တိုက်ပွဲဝင်နေရတဲ့စစ်တလင်းတစ်ခုပါ။ကြည့်လိုက်ပါဦး။ပေါင်ကျင်း1000ကျော်ရှိတဲ့ဒီဝက်ဝမ်ချူကြီးကိုသူဟာအခုကမ္ဘာအန်ဒီရဲ့အရှိဆုံးအမဲလိုက်ကွင်းပြင်တစ်ခုကိုရောက်ရှိနေတာပါ။သူ့ရဲ့ခြေသေးတွေဟာရေခဲပြင်ပေါ်မှာရှောင်လန်းဖို့အတွက်တဘာဝကဖန်တီးပေးထားတာထက်ပေမဲ့အခုတော့သူဟာပြိုကျလွယ်ကြောက်ဆောင်တွေနဲ့ရွှန့်သေးတွေကြားမှာအသက်လူပြီးအဆရှာနေရပါတယ်။ပဝန်းကျင်တစ်ခုလုံးမှာတော့သူ့ကိုရန်သူလိုသဘောထားနေတဲ့ငှက်ထောင်ပေါင်းများစွာရဲ့အော်ဟစ်သံတွေနဲ့ပြည့်နှက်နေပါတယ်။ဝက်ဝင်ဖြူကြီးဟာအမှားယွင်းမရှိစေဖို့တလန်းချင်းစီကိုတတိကြီးစွာလမ်းနေရပါတယ်။အောက်ခြေကပင်လယ်ပြင်စီကိုပြုတ်ကျော်သွားရင်တော့အသက်ရှင်ဖို့လမ်းမရှိသလောက်ပါပဲ။နောက်ဆုံးတော့သူလူချင်းတဲ့အရာကိုတွေ့သွားပါပြီ။အဲ့လာကတော့ငှက်ဥတွေပါပဲ။သူဟာငှက်တိုက်တွေကိုတစ်ခုပြီးတစ်ခုရှာဖွေပြီးဥတွေကိုစားတောက်နေပါတယ်။ဒါပေမဲ့ဒါဟာသူ့အတွက်အလားကားရတဲ့အစာတော့မဟုတ်ပါဘူး။မိခင်ငှက်တွေကလည်းသူတို့ရဲ့မျိုးဆက်တွေကိုကားခွေဖို့အတွက်အစွမ်းကုန်စူးစမ်းနေကြပါတယ်။အတောင်ပန်းဖြူဖြူတွေနဲ့ဝက်ဝမ်ဖြူကြီးရဲ့မျက်နှာကိုဝိုင်းဝန်းတိုက်ခိုက်နေကြတာပါ။ဝက်ဝမ်ဖြူကြီးဟာလူသွားလန်လန့်ပေါင်မကျဲတဲ့ကြောက်ဆောင်စွန်းပေါ်မှာသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကိုထိန်းညှိရင်ငှက်တွေရဲ့ရန်ကိုလည်းတုံ့ပြန်နေရပါတယ်။ဒါဟာအင်မတန်မှစိုးရိမ်စရာကောင်းတဲ့ဆွန့်စားမှုတစ်ခုပါ။ဝက်ဝမ်ဖြူကြီးဟာအစာရေစာရှားပါလာတဲ့အားတရဲ့ຫນွေရာဒီမှာအသက်ဆက်နိုင်ဖို့အတွက်ဒီလိုမျိုးအန်ဒီရယ်များတဲ့နီလန်းကိုရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။ငှက်တွေကဘလောက်ပဲဝိုင်းအောင်တိုက်ခိုက်နေပါစေဒီဘိုက်စားနေတဲ့မုတ်ဆူးကြီးကိုတော့တားဆီးနိုင်ဖို့မရပါဘူး။သူဟာငှက်တိုက်တွေထဲကဥဒီကိုအငန်းမရစားတောင်းရင်ရှေ့ကိုဆက်တိုးနေပါတယ်။ဒါဟာတဘာဝတရားရဲ့ကြမ်းတမ်းတဲ့နှိယမတစ်ခုပါပဲ။တစ်ဖက်မှာအသက်ဆက်ဖို့စ조사နေချိန်မှာနောက်တစ်ဖက်မှာတော့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်